အမေရိကန်တွေကအမိုက်လို့ခေါ်တဲ့ကလေးတွေအရန်ကြိုက်ကြတဲ့အဆက်ချောင်းဘလို့ပြုတ်လို့တလဲကြည့်ကြရအောင်ဒါကိုဘက်တီးရီးယားတွေအများကြီးပါတယ်လို့အမေရိကန်တွေကထင်ကြတယ်စိတ်မချရတဲ့အစားအစာမစားသင့်တဲ့အစားအစာလို့ပြောကြတယ်ဒါပေမဲ့တရုတ်နိုင်ငံမှာတော့ဒါဟာတနိုင်ငံလုံးစားကြတဲ့အစားအစာပဲဖြစ်ပါတယ်တနေ့ကိုအထုပ်3 သိန်းကျော်ရောင်းရပါတယ်ဒါကတော့အဆက်ချောင်းပဲဖြစ်ပါတယ်တရုတ်နိုင်ငံမှာတော့လာချောင်လို့ခေါ်ကြပါတယ်ပြုလုပ်ပုံကတော့ဂျုံပင်ကစပါတယ်ဂျုံပင်တွေရင်းမဲ့ပြီဆိုရင်တော့ရိတ်သိမ်းကနေပူလန်းပါတယ်၆တွေ့သွားပြီဆိုရင်တော့အစစ်တွေကိုစစ်ထုတ်ပါတယ်ထို့နောက်အစစ်ခွန်တွေချွတ်ကကြောက်ကြိတ်ဆက်နဲ့အမုံဖြစ်အောင်ကြိတ်ပါတယ်ရရှိလာတဲ့ဂျုံမုံတွေကိုရေနဲ့ရောဂါဂျုံလုံးဖြစ်အောင်နှဲပါတယ်ထက်ကနဲ့ကနောက်ဆုံးမှာတော့ဆေးကက်တဲ့ဂျုံလုံးကိုရရှိပါတယ်ဂျုံဆေးကိုအပူဖြစ်ဆွဲဆန်ကလိုချင်တဲ့ပုံစံအချောင်းလေးတွေဖြတ်တောက်ပါတယ်ရရှိလာတဲ့အချောင်းလေးတွေကိုပုံစံမပြတ်အောင်ပေါင်းပါတယ်ပြီးရင်တော့အရသာရောပါတယ်အရသာအတွက်မြုပ်သီးမုတ်စီချက်တုံဖြူအနက်အရသာမုံတို့ထက်ကရောနယ်ကကြောပါတယ်နှက်ဆက်အောင်နဲ့ပြီးတဲ့အခါမှာတော့အချောင်းတိုင်းဟာအနီရောင်တောက်ပလို့နေပါတယ်အပြင်ကပျော့ပြောင်းကအတွင်းကတိတ်တီးကပျော့အေးလို့နေပါတယ်ကြာဝါဖို့လိုအပ်ပြီးအစပိုင်းမှာဆက်တဲ့အရသာနဲ့ထုံတဲ့အရသာရရှိမှာဖြစ်ပါတယ်စီရွှဲကအနီရောင်တောက်ပနေပြီးတွန့်ရှုံနေပါတယ်အဆက်ချောင်းဟာတရုတ်နိုင်ငံမှာတော့ဟိုးရခင်ကလေးကတရေစာမှုမဟုတ်ပဲအသားစားထိုးစေးပေါ်တဲ့ပရိုတင်းတစ်မျိုးဖြစ်ပါတယ်အသားဝယ်မစားနိုင်သူတွေအတွက်အစားထိုးတစ်မျိုးပဲဖြစ်ပါတယ်နောက်ပိုင်းမှာတော့စက်ရုံအများပြားကအပြိုင်ဆိုင်ထုတ်လုပ်လာကြကအနက်အရသာတွေဟာလည်းပိုပြင်းထန်လာသလိုထုတ်ပိုးမှုပုံစံတွေကလည်းမျိုးစုံလိုလာပါတယ်